နေမင်းကြီးရဲ့ပထမဆုံးသောရွှေရောင်အလင်းတိုင်းတွေဟာကဘာမီရဲ့မျက်နှာပြင်ကိုစတင်ပွတ်တက်လိုက်တဲ့အခါတိုင်းအသက်ရှူတိုင်းတိုင်းမှာစိုးရိမ်စိတ်တွေကပ်ပါလာလိမ့်ရှိပါတယ်။ဒီကဘာမီကြီးဟာလှပလွန်နဲ့ပန်းကြီးကတစ်ချက်ထစ်တယ်လို့တစ်ဖက်မှာလည်းအမားယွင်းမခံတဲ့စစ်တလင်းတစ်ခုပါ။တဘာဝတရားဟာဘယ်သူကမှအထူးတလဲမျက်နှာသားမပေးသလိုဘယ်သူကမှလည်းအလကားတတ်အခွင့်အရေးမပေးပါဘူး။တားခုံကလွတ်အောင်ပေးရတယ်လို့တားရဲကလည်းဝမ်းစာအတွက်အသက်နဲ့ရင်းပြီးစူးစမ်းရပါတယ်။ဒီကနေ့မှာတော့ကျမတို့ဟာတဘာဝတရားကဝေငှပေးထားတဲ့ထူးခြားတဲ့အာသာချက်တွေခါတိရဲ့အားနည်းချက်တွေနဲ့အတူတတဝါတွေရဲ့ရင်ခုန်တန်တွေကိုအနီးကပ်လေ့လာကြည့်ကြမှာပါ။အခုတော့အေးခဲနေတဲ့မြောက်ပတ်ချမ်းစီကလွန်မြင့်နေစီကိုတစ်ချက်လက်ကြည့်လိုက်ကြအောင်ဝမ်ဘူလီမီတာစုဟာကျဲပြန့်တဲ့တောင်ကုန်းမြင့်တစ်ခုမှာကျက်စားနေထိုင်ကြပါတယ်။တားငယ်လေးတွေဟာမိခင်ဝမ်ဘူလီမကြီးရဲ့နိုးကိုဆိုရင်မြူးထူးကကစားနေကြပါတယ်။ဒီချိန်မှာပဲခေါင်းဆောင်ဝမ်ဘူလီကြီးတွေကတော့အမအယွင်းတစ်ဆက်ကလေးမှမခန့်နဲ့အမဲလိုက်ပွဲတစ်ခုအရှိန်အုံနဲ့စတင်နေပါပြီ။ဝမ်ဘူလီတွေဟာအုပ်စုလိုက်စနစ်တကျဗျူဟာခင်းပြီးအမဲလိုက်တတ်တဲ့အားသာချက်ရှိပါတယ်။ဒါပေမဲ့သူတို့ရဲ့ပြစ်မှတ်ဖြစ်တဲ့ယုံဖြူလေးဟာလည်းရှော့တွက်လို့မရတဲ့ရှောင်းတိန်မှုပညာရှင်တယောက်ပါ။ယုံရဲ့အဓိကအားသာချက်ကတော့လက်စီလိုတွက်လက်မှုပါပဲ။ယုံလေးတွေဟာတနာလီကို60ကီလိုမီတာနှုန်းနဲ့ပြေးနိုင်ကြပါတယ်။ဝမ်ဘူလီတွေဟာအရှင်ပြင်းပြီးမဲ့ကိုထဲကြီးမားလို့လမ်းကြောင်းပြောင်းရတာနေကွေးပါတယ်။ယုံကတော့မျက်တောင်တစ်ခါအတွင်း90ဒီဂရီထောင်ချိုးအတိုင်းရုတ်တရက်လှည့်ပြေးနိုင်ပါတယ်။ယုံရဲ့အားနည်းချက်ကတော့ပြန်လဲခုခံနိုင်စွမ်းမရှိတာပါ။သူတို့ဟာရှင်တန်ရဲ့အတွက်အပြေးမြန်တာလေးတစ်ခုအပေါ်မှာပဲမိခိုနေရတာပါ။ဒါပေမဲ့သူ့ရဲ့ဆွဲနဲ့ထူးခြားတဲ့လမ်းကြောင်းပြောင်းလဲမှုကဝမ်ဘူလီတွေကိုမောဟိုက်နွမ်းနဲ့ထွားစေပါတယ်။ဒါပေမဲ့လည်းနောက်ဆုံးမှာတော့ဝမ်ဘူလီတွေရဲ့ဝိုင်းဝန်းစုဖွဲ့စူးစမ်းမှုကြောင့်အသက်ဘေးကနေမလွတ်မောက်နိုင်ခဲ့ပဲအစာဖြစ်သွားခဲ့ရပါတယ်။ဒါဟာအစုအဖွဲ့နဲ့စူးစမ်းမယ်ဆိုရင်ယာလက်တစ်ခုရနိုင်တယ်ဆိုတာကိုပြသနေတဲ့တဘာဝရဲ့သင်ခန်းစာတစ်ခုပါပဲ။အာဖရိကရဲ့ပူပြင်း6တွေ့တဲ့လွင်ပြင်ကျဲကြီးမှာတော့တဘာဝတရားရဲ့စီးမြင်းတွေကိုအန်တူပြီးဖောက်ဖျက်လိုက်တဲ့ခြိတာညီကိုတွန်းကောင်ကရှိပါတယ်။ပုံမှန်အားဖြင့်ခြိတာတွေအားတကောင်တည်းအထီးကျန်စွာအမဲလိုက်လိရှိတဲ့သတ္တဝါတွေပါသူတို့ဟာကမ္ဘာအမြန်ဆုံးပြွေးလွှားနိုင်တဲ့ကုန်းတွင်းသတ္တဝါတွေလည်းဖြစ်ပါတယ်ဒီလိုပြွေးလွှားနောက်ဖို့အတွက်သူတို့ရဲ့အယူအစစ်တွေဟာနှုတ်နဲ့ကြိုးပတ်လွယ်ပြီးအထီးခိုင်မခံနိုင်ကြပါဘူးအဲ့ဒီလိုအားနည်းချက်ကြောင့်ပဲသူတို့ဟာအကောင်ကြီးတွေကိုရင်ဆိုင်နိုင်စွာအမဲလိုက်နိုင်စွာသိပ်မရှိကြပါဘူးဒါပင်တဲ့ဒီညီကို၃ကောင်ကတော့စီးလုံးချင်းဆိုတဲ့အားသာချက်ကိုဗဟိုပြုခဲ့ပါသည်သူတို့ရဲ့ပြစ်မှတ်ကတော့တေးစင်နိုင်တဲ့ခြေကန်ချက်ရှိတဲ့ငကလာအုပ်ကြီးပါခြေတာတကောင်ချင်းစီရဲ့အလေးချိန်ဟာငကလာအုပ်ကိုမရင်နိုင်ပေမဲ့၃ကောင်ပေါင်းလိုက်တဲ့အခါမှာတော့အင်အားချင်းဟာမျှတသွားပါသည်သူတို့ဟာကိုယ့်ရဲ့အားနည်းချက်ကိုအတင်းအဖွဲစိတ်ဓာတ်နဲ့အစားထိုးပြီးတားကောင်ကြီးကိုလဲကြအောင်လုပ်နိုင်ခဲ့ပါတယ်
ဒါဟာရှင်တန်ဖို့တို့ဆိုရင်ကိုယ့်ရဲ့မွေးရပါအချင်းစရိုက်တွေကိုတောင်ပြောင်းလဲပြရတယ်ဆိုတဲ့သက်ရှိထင်ရှားသက်သေပါပဲအခုတော့တဘာဝတရားရဲ့အပြင်းထန်ဆုံးနဲ့အလေးနဲ့ဆုံးတိုက်ပွဲစီကိုရောက်ရှိလာပါပြီတောဘူးရင်ချင်းတေးနဲ့တမလာတဲ့ကျွဲရိုင်းကြီးတို့ရဲ့နေဘူးထဲကအသက်လူပွဲပါပုံမှန်ဆိုချင်းတေးတွေဟာနေဘူးရှိန်ပြင်းချိန်တွေမှာအရေးခိုနားလီလီရှိကြပါတယ်ဒါပေမဲ့ဒီတစ်ချိန်မှာတော့သူတို့ဟာမိမိရှိမှရှိတဲ့တားကောင်ကိုဝိုင်းပြီးအမဲဖျက်ကြဖို့ကြိုးစားခဲ့ကြပါတယ်ချင်းတေးတွေဟာအုပ်စုလိုက်ဝိုင်းရန်ပိတ်ဆို့နိုင်တဲ့အားသာချက်ရှိပေမဲ့သူတို့မှာကြီးမားတဲ့အားနည်းချက်တစ်ခုလည်းရှိနေပြန်ပါတယ်။အဲ့ဒါကတော့အချိန်အကြာကြီးတိုက်ပွဲမှုဝင်နိုင်ပဲခနာကိုအပူချိန်လွန်ကဲကမောပန်းလွယ်တာပါပဲ။ကျွဲအိုင်းကြီးရဲ့အားသာချက်ကတော့မဆုတ်မနစ်တဲ့ဇွဲပါပဲ။မိနစ်20ခန့်ကြာအောင်အုပ်စုလိုက်ဝိုင်းဝိုင်းကြိုက်ခဲခြင်းကိုခံထားရပေမဲ့ကျွဲကြီးဟာအရှုံးမပေးဘဲပြန်ထိုးဖို့ကြိုးစားခဲ့ပါတယ်။ပုံမှန်အခြေအနေမှာမြေပြင်ပေါ်လဲကျသွားပြီဆိုတာနဲ့ကိစ္စပြတ်သွားတတ်ပေမဲ့နေဘူးကျဲကျဲမှာတောဘူးရင်တွေဟာအင်မတန်ကိုမောဟိုက်နေခဲ့ပါတယ်။အဲ့လိုချင်းတေးတွေအပူဒဏ်ကြောင့်အာရင်ကုန်ခန့်သွားတဲ့အခိုက်အတန့်မှာကျွဲကြီးဟာသူ့ရဲ့နောက်ဆုံးလက်ကျန်ခွန်အားနဲ့ဇွဲကိုပေါင်းဆက်ပြီးချင်းတေးတွေကိုပြန်လဲတိုက်ထုတ်နိုင်ခဲ့ပါတယ်။ဒီနေရာမှာတော့ခွန်အားကြီးတဲ့သားရဲချဇွဲကောင်းတဲ့သားကောင်ကအောင်နိုင်သူဖြစ်သွားခဲ့ပါတယ်။အခုကျမတို့မြင်တွေ့ထည့်ရတဲ့တိုက်ပွဲတိုင်းမှာလေးနက်တဲ့သင်္ကန်းစာတစ်ခုစီရှိနေပါတယ်။အားသာချက်ရှိတိုင်းလည်းအမြဲမနိုင်သလိုအားနည်းချက်ရှိတိုင်းလည်းအမြဲမရှုံးဘူးဆိုတာပါပဲ။ရှင်သန်ခြင်းဆိုတာကိုယ်မှရှိတဲ့အစွမ်းအားစားလေးကိုအကောင်းဆုံးအသုံးချတတ်ဖို့နဲ့ဘယ်လိုခက်ခဲတဲ့အခြေအနေမှာမဆိုလက်မလျော့ပဲရုန်းကန်ဖို့ပဲဖြစ်ပါတယ်။လောကကြီးဟာရက်ဆက်တယ်လို့ထင်ရပြီးမြဲဒီလိုရုန်းကန်မှုတွေကပဲကမ္ဘာမြေကိုအသက်ဝင်စေတာပါ။ဒါဟာတဘာဝတရားကကျမတို့ကိုသင်ကြားပေးနေတဲ့အနက်ရှိုင်းဆုံးတို့ရှင်သန်ခြင်းအမှုပညာပါပဲအခုလိုစိတ်ဝင်စားစရာတွန်ရိုင်းတရစ်ဆန်ဗီဒီယိုတွေကိုအမဲကြည့်ချင်တယ်ဆိုရင်တော့ကျမတို့ channel ကို subscribe လုပ်ထားဖို့မမေ့နဲ့ဦးနော်နောက်ထပ်ပို့ပြီးရင်ခုန်စရာကောင်းတဲ့ဗီဒီယိုတွေနဲ့ပြန်တွေ့ကြမယ်အားလုံးကိုကျေးဇူးတင်ပါတယ်